မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပြောတယ်ကုသိုလ်ပြုတဲ့နေရာမှာကိုပြုတဲ့ကောင်းမှုကိုသေးသေးလေးလို့ဘယ်တော့မှမမှတ်နဲ့ရေပေါက်ကလေးတွေကြပါများရင်ရေအိုးဟာပြည့်သလိုပဲကုသိုလ်ကောင်းမှုတွေနည်းနည်းပြုရင်းနဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေကပဲနောက်ကြတော့အများကြီးစုပြစ်သွားတာခဏသူတော်ကောင်းတို့တွေပြုလာလိုက်ကြတာကောင်းမှုဟာတလကို5000 6000 9000ကိုနိုင်သလောက်လေးစုလိုက်တဲ့အခါ2နှစ်ပြည့်တော့ဒီမှာသိမ့်ဆဲချီပြီးတော့သွားကြတယ်တကုသိုလ်နေနဲ့ပြောရင်ဘာကုသိုလ်ကံလဲလို့မေးရင်ကံနေနဲ့ပြောရင်သူတော်ကောင်းတို့တွေတဲ့အာစိဏကံလို့ဒီလိုခေါ်တယ်ဘာကံလဲအာစိဏကံအာတဏကံဆိုတာသေကံဒီမှာကပ်ပြုတဲ့ကောင်းမှုကံမကောင်းမှုကံကိုအာတဏကံလို့ဒီလိုခေါ်တယ်အာစိဏကံဆိုတာကမပြတ်ပြုပြီးတော့နေတဲ့ကံကိုအာစိဏကံလို့ဒီလိုခေါ်တာအဲ့တော့သူတော်ကောင်းတို့တွေအာစိဏကံဆိုတာကနေ့စဉ်ဖျားရှိခိုးတာတို့နေ့စဉ်ဖျားပန်းကတ်တာတို့နေ့စဉ်ဖျားကိုတန့်ရှင်းရေးလုပ်တာတို့နေ့စဉ်ဖျားတပြည့်စည်းလဲတာတို့နေ့စဉ်လုပ်တဲ့လုပ်ငန်းဟာဒါအာစိဏကံပဲအကျိုးပေးတဲ့အခါကျတော့အာတဏကံကဥအောင်ကျိုးပေးတယ်ဒါဗိဓမာရဲ့သဘောဝိသနုတီတကူရောက်ခါစား2003 2004 2005မှာဟိုအမေရိကန်တက္ကသိုလ်တစ်ခုကဆရာတွေနဲ့ကျောင်းသူကျောင်းသားတွေဒီမှာဗိဓမာလာတက်တော့ဥဒ္ဒနာပါမောက္ခချုပ်ဆရာတော်ကြီးကဥဒ္ဒနာတီတကူရဲ့ပါမောက္ခချုပ်ဆိုတော့သူကလည်းအဲ့မှာဗိဓမာသင်တာမတ်ရဒီအခန့်ရောက်တော့အဲ့အမေရိကန်ကကျောင်းသားတွေကမေးတယ်အမြဲတမ်းပြုတ်နေတဲ့အာစိဏကံကိုတဲ့သေကံဒီမှာကပ်ပြုတ်တဲ့အာတဏကံကကြော်တက်သွားဒါဗိဓမာသဘောကဘလို့လဲပေါ့သူတို့နားမလဲနိုင်ကောင်းကျိုးပေးတာချင်းတူတူအမြဲတမ်းလုပ်နေတဲ့ဟာချင်းကောင်းကျိုးပေးတဲ့တယ်သူကအဲ့မှာဘမောချုပ်ဆရာတော်ကြီးဖြေသွားတာဥဒ္ဒခုချိန်ဒီနားထဲမထွက်သဘောကျလိုက်တာဝိသနုပိဋကမှာလာတာစာပေမှာပိဋကတိကကျော်မှာလာတာကအဲ့နေရာဖြေရှင်းထားတယ်နွားတွေတဲ့ညနေခင်းနွားကြောင်းသားကနှချမ်းနဲ့သွင်းပြီဆိုရင်ငယ်ရွယ်တဲ့နွားတွေတန်မာတဲ့နွားတွေကနှချမ်းနဲ့အရင်ဆုံးပြေးဝင်သွားကြ။အိုးတဲ့နွားကြီးကဖြည်းဖြည်းချင်းသွားတဲ့တော့ကြောင့်သူကဘာဖြစ်လို့နှချမ်းပေါက်ဝနေရာရ။နွားကအကောင်တရားနှချမ်းကလည်းကောင်တရားပဲစတဲ့နှချမ်းကြီးဆိုတော့ပိတ်လိုက်တဲ့အခါနှအိုကြီးကပေါက်ဝမှနေရ။နောက်နေပြန်လွတ်မယ်ဟေးနွားကြောင်ထွက်တော့မယ်ဆိုတော့နှချမ်းကိုပြန်ဖွင့်လိုက်တော့အဲ့ဒီနွားကြီးကပေါက်ဝနေရာရတဲ့နွားကြီးကပြန်ထွက်တော့သူကရင်ဆုံးကပြန်ထွက်ရတာ။အာတဏကံရဲ့သဘောကိုစာကအဲ့လိုရှင်းတယ်ဒါပေမဲ့ပါမောက္ခချုပ်ဆရာတော်ကြီးရှင်းတာအဲ့လိုမဟုတ်သူရှင်းပုံကပိုးပြီးဥဒ္ဒနာသဘောကျလာပြောတာအဲ့ဒီကျောင်းသားကိုမေးတာမင်းနဲ့ဗန်ထဲမှာပတ်စံရှိလားတဲ့ပါချုပ်ကြီးကမေးတယ်ရှိတယ်ဗျာရှိရင်လည်းမင်းနဲ့ဈေးသွားတဲ့အခါဈေးဝယ်တဲ့အခါမှာမင်းဘယ်ပတ်စံကိုရင်သုံးတယ်လဲတဲ့အဲ့ထောင်ထဲပါသွားတဲ့ပေါက်ကတ်မန်းဒီကိုသုံးသလားဗန်ထဲဟာကိုသုံးသလားဒီလိုမေးတာပေါ့ဟာဒီပေါက်ကမန်းဒီကိုရင်သုံးတာပေါ့ဗျာအေးတဲ့အာတဏကံဆိုတာပေါက်ကမန်းဒီလိုပဲအာစိဏကံဆိုတာကဗန်ထဲကငွေလိုပဲသိမ့်ထားတဲ့ငွေလိုပဲတဲ့ဘာကျုပ်ဆရာတို့ကြီးကဒီလိုရှင်းတာခဏသူတော်ကောင်းတို့တွေပြုတဲ့ကောင်းမှုကုသိုလ်ကံဟာဘာကျုပ်ဆရာတော်ကြီးပြောတဲ့စကားအတိုင်းဆိုရင်ဒါကိုယ့်ရဲ့ခိုင်မာတဲ့နေရာမှာစုထားတဲ့ငွေတွေလိုပဲပေါ့အရေးကြီးတဲ့လုပ်ငန်းလုပ်တဲ့အခါမှာအဲ့ဒီနည်းနဲ့အများကြီးစုခဲ့တဲ့ငွေတွေဟာကိုယ့်အတွက်အများကြီးထောက်ကူပြုတယ်အခုလည်းပဲသူတော်ကောင်းတို့တွေနေ့စဉ်ပြုနေတဲ့ဒီကုသိုလ်လေးဟာကြာတော့အများကြီးဖြစ်ပြီးတော့ဒီကုသိုလ်တွေကပဲနောက်တစ်ချိန်ကိုယ့်အတွက်အားကိုးရအစ်စ်ဖြစ်လာမယ်လို့ဦးစင်းကတော့ဒါလေးပြောချင်တာဟုတ်လားနောက်တကသူတော်ကောင်းတွေပြုကြတာကတယောက်တစ်ယောက်ကိုဘလောက်ထိဒီလိုမဟုတ်ဘူးကိုနိုင်သလောက်လေးတွေထည့်ကြတာဒါလည်းကောင်းတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဧကေနဘောဂေဘုံစေယဒွိကမ္မပယောစေယစတုထင်္စာဏိတာဘေယအာဗရာတုဘဝိတ္တိဆိုဒီလိုဟောကောင်းမှုကုသိုလ်ပြုတဲ့နေရာမှာဥမာစီးပွားလုပ်တဲ့နေရာကောင်းမှုပြုတဲ့နေရာဘုရားကဟောထားတာလေးပေါ့စီးပွားလုပ်တဲ့နေရာမှာတဲ့ကိုယ်မှာပတ်စံရှိရင်၄ပုံပုံနဲ့ဘုရားကဧကေနဘောဂေဘုံစေယတပုံကိုစားဖို့ထားတယ်ဒွိဟိကမ္မပယောစေယနှစ်ပုံကတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စဆိုရင်းနှီးမြုပ်နှံပြီးအလုပ်လုပ်ကြတယ်တပုံညဘာလုပ်ရမလဲမင်းအရေးပေါ်အကြောင်းပေါ်လာဖို့ရင်သုံးဖို့ရန်အတွက်တပုံကိုတော့သိမ့်ထားတယ်အဲ့တော့သိမ့်တရားရှိမယ်ဆိုရင်သိမ့်စိတ်ကစားသိမ့်90ကအရင်နှီးလို့
သိမ့်တဲ့အစိတ်ကနောက်တစ်ခါအရေးပေါ်သုံးဖို့အတွက်ဘုရားကထားလို့ဒီလိုပြောတာဒါဆိုရင်မြတ်စွာဘုရားတပည့်တော်တို့လှူခြင်းနဲ့ဘယ်ကလှူရမှာတုံးဆိုတော့စားမယ်ထဲကလှူတဲ့ဘုရားကဒီလိုပြောတာဟုတ်လားကိုယ်အိမ်မှာစံတပီချက်တယ်ဆိုကြပါစို့လက်တဆုပ်စာလေးကဘာအတွက်မှန်းလိုက်တော့အတန်ဃာတွေဆွန်းလောင်းဖို့အတွက်ဘုရားဆွန်းတော်ဖို့တင်ဖို့အတွက်ဒါအငှအလှူအတွက်ကဒီငါတို့အိမ်မှာလူ9ယောက်ရှိတော့စံနိုးသူဘူး9လုံးကုန်တယ်တစ်လုံးထပ်တိုးလိုက်10လုံးချက်တယ်ဆိုကြပါစို့အဲ့တစ်လုံးဟာလှူဖို့တန်းဖို့လေးကိုစားမယ်ထဲကနေခွဲပြီးတော့ဘုရားကလှူသွားတယ်အဲ့ကြောင့်ရှေးသူတော်ကောင်းကြီးတွေကသမင်းချက်မဲ့ဆိုရင်ဘေးမှာလှူဖို့ရန်အတွက်ထားတဲ့နေရာလေးရှိတဲ့အဲ့ဒါဘာခံခေါ်တယ်လဲမင်းတဆုပ်ဆန်လို့ခေါ်တာနေ့စဉ်တဆုပ်ကကိုစားမဲ့ထဲကနေတဆုပ်လေးပိုင်ပြီးတော့ဘေးကပစ္စည်းလေးတစ်ခုတည်းထည့်ထားတယ်အလှူဒန်းလုံးမဲ့ခါကျတော့အဲ့တဆုပ်ဆန်လေးတွေကနေသူတို့ကလှူကြတာတယ်အဲ့တော့ခဏသူတော်ကောင်းတွေလုပ်နေတဲ့လုပ်ငန်းဟာမြတ်စွာဘုရားပြောတဲ့အတိုင်းနဲ့ဒါညီတယ်လို့ဦးဇင်းကဒီလိုလေးပြောချင်တာဟုတ်လားအေးနံပါတ်1ကသူတော်ကောင်းတွေလုပ်တဲ့အလုပ်ဒီဘာကောင်းမှုကံလဲလို့မေးရင်ဘာကံလဲလို့မေးရင်အာစိဏကံဘာကံလဲအာစိဏကံမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပြောတဲ့အတိုင်းပြောရတယ်ဆိုရင်သူတော်ကောင်းတို့တွေကိုစားမဲ့ထဲကနေခွဲပြီးတော့မို့ကိုကံအာဉာဏ်အာဝရိယအာနဲ့ရှားပွေစုဆောင်းထားတဲ့ထဲကနေမှကိုနိုင်တဲ့လောက်လေးလှူပြီးတော့နေကြတာဒါဘုရားဟောနေလေတို့ထားအညီပဲလို့ဒီလိုနားလည်ထားအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပိဋကတ်တော်တွေကိုလှူတာတန်းတာဘာနဲ့နိုင်ကြတယ်လဲမေးရှင်းသူတော်ကောင်းပညာရှင်ကြီးတွေကအခရာဧကမေကင်းစာဗုဒ္ဓရူပတမန်တိဟာအခရာတစ်လုံးဟာဘုရားနဲ့တူတယ်တဲ့အခရာတစ်လုံးဟာဘုရားတဆူဆိုရင်သူတော်ကောင်းတွေခဏလှူလိုက်တဲ့စာအုပ်ထဲမှာအခရာပေါင်းရေးတွက်လို့ရလားမရဘူး။အော်တို့တွေဖရားတွေအများကြီးလှူရပြီလို့ဒီလိုသဘောကျဟုတ်လားသူတော်ကောင်းတွေလှူတဲ့ဒီစာအုပ်ရဲ့ထိပ်မှာရေးထားတယ်ဓမ္မဇေဒီလို့ဒီလိုရေးတာမလားဓမ္မဇေဒီဆိုတာဒါဇေဒီတွေလှူတာဖရားတွေလှူတာအခရာဧကမေကင်းစာဗုဒ္ဓတူပသမန္တိယတတမဟိပန္တိတော်ပေါ်တော်လိခေယပိဋကတယံတဲ့အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့စာတလုံးဟာဖရားတဆူဖြစ်နေတဲ့အတွက်တာကြောင့်ပညာရှိသူတော်ကောင်းတွေကပိဋကတ်တော်တွေကိုရေးပြီးတော့ပူဇော်ကြတယ်ပိဋကတ်တော်တွေကိုဓမ္မဒါနလုပ်ပြီးတော့လှူကြတယ်အဲကြောင့်ပိဋကတ်လှူတဲ့အခါမှာတို့တွေပိဋကတ်တင်လှူတယ်လို့မမှတ်နဲ့သူတော်ကောင်းတို့အော်တို့ဖရားတွေအများကြီးပူဇော်ခွင့်လှူဒန်းခွင့်ရပြီလို့ဒီလိုနားလည်ကြဟုတ်လားဇေဒီတွေအများကြီးတည်ခွင့်ရတယ်ဆိုပိုကောင်းတာပေါ့ဇေဒီတွေအများကြီးတင်တာကတဲတာကလူတွေမြင်အောင်တဲတာဟုတ်လားသာသူတော်ကောင်းတွေတဲတဲ့ဇေဒီကနှလုံးသားထဲမှာဘာလို့ကြတော့ဇေဒီတွေတဲကြတာတန်ဃာတော်တွေရဲ့နှလုံးသားဟာတို့တွေကလည်းတန်ဃာတော်တွေဒီစာတွေကြည်နေကြပြီဒီစာတွေကြက်နေကြပြီဒီစာတွေကျမ်းနေကြပြီဒီစာဦးကြီးတွေကြည်ပြီးတော့မှကျမ်းတွေပြုတ်နေကြတယ်။အော်တို့တွေလှူဒန်းထားတဲ့ပိဋကစာအုပ်တွေကိုဝိပဿနာအကယ်ဒမီကတန်ဃာတော်တွေအခုချိန်ဆိုရင်စာကြည်နေလောက်ပြီဒါတွေရှာဖွေပြီးတော့မှသူတို့ရဲ့နှလုံးသားထဲမှာစာပေတွေထည့်နေလောက်ပြီဒါသူတော်ကောင်းတို့တွေဖျားတဲနေတာနဲ့တူတူပဲဟုတ်လားဘယ်သူမှဖြိုဖျက်လို့မရတဲ့ဖျားငါတို့ကနေ့လှူဒန်းခွင့်ရပြီလို့လဲဒီလိုကျေနပ်ပါတော်ကောင်းတွေပြုနေတဲ့ကံသည်ဘာကံလဲမေးရင်အာစိဏကံဘာကံလဲအာစိဏကံဒီအာစိဏကံအားကောင်းပြီဆိုရင်အာတဏကံလေးမကောင်းတဲ့ကံလေးတော့ပေါ်လာတော့ပဲပျောက်တယ်လို့မိနိနာမင်းကြီးနဲ့ရှင်နာဂသိန်တို့ရဲ့အမေးဖြေကြမ်းမှာတော့ဒီလိုပြောတယ်လှေကြီးတစ်ခုတည်းကိုလှေကြီးကမြစ်ထဲမှာရပ်ထားတယ်အဲ့ဒီလှေကြီးတဲ့ကိုသူတော်ကောင်းတို့တွေကြောက်ခဲလေးလှမ်းပြီးတော့ပြစ်တင်လိုက်အဲ့ဒီကြောက်ခဲလေးကရေထဲမြုပ်သေးလားမမြုပ်ဘူးလှေကြီးကကြီးနေတဲ့အတွက်ကြောင့်ဒီကြောက်ခဲရဲ့အလေးတံကိုလှေကခံနိုင်တဲ့အတွက်ကြောင့်ကြောက်ခဲရေထဲမမြုပ်ဒီတိုင်းပဲတဲ့အာစိဏကံအားကောင်းတဲ့ပုဂ္ဂိုလ်များတော်ရော့ကံတွေကဘာဖြစ်တော့သူ့ကိုမကြော်လွှားနိုင်ဘူးပေါ့ဟုတ်လားအေးငါတို့တွေပြုတ်နေတဲ့ခဏကံဟာတာမန်ကောင်းမှုကံမဟုတ်ဘူးတို့တွေအတွက်ဘဝအတွက်အားကိုးရာအစစ်ဖြစ်တဲ့ကံကိုငါတို့တွေနေ့စဉ်ပြုခွင့်ရပြီလို့ဒီလိုနားလည်ကြပါနေ့စဉ်ပြုနေကြတဲ့အာစိဏကံမှာလည်းတို့တွေဟာတကယ်ခက်ခဲပင်ပန်းမမှုပဲနဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းပဲစားမဲ့ထဲရပဲခွဲလူကြဆိုတော့ကိုနိုင်တဲ့ထဲကနေပြီးတော့ကိုနိုင်တဲ့လောက်လေးလှူခွင့်ရနေခြင်းဟာလေဘုရားဟောစကားနားထောင်ပြီးတို့လုပ်နေရတာနဲ့တူတူပဲလို့ဒီလိုမှတ်ကြဟုတ်လား